ဖွားမိန်ကလည်းမိမိအထုပ်ကိုအာဘာတရာဖြည့်ကားပြ၏ပိုးသားလုံးကြီးအင်ကြီးဘီမှန်စသဖြင့်မိမအသုံးဆောင်အတန်များများတွေ့ရ၏အဲ့ဒါတွေကျမအကိုကြီးဝယ်ပေးခဲ့တာရှင့်ကျေးဇူးတင်လိုက်တာအကိုကြီးရဲ့ကျမလေးညတိုင်းအိတ်ခါနီးကိုဦးသုံးချိန်ရှာပါတယ်အကိုကြီးကိုလည်းပြန်သွားပြီးသိအောင်းမိတာပဲဆို၍မျက်ရည်လဲလာလေ၏အနားတွင်အမကြီးမျက်နှာကိုစိုက်ကြည့်နေသောမောင်ကလေးမှလည်းမဲတဲ့ဖြစ်၍လာလေ၏အဖွားကြီးကစက်ပြန်၍အဲ့ဒါနဲ့သူ့အပြုစုကောင်းတာနဲ့ငါတို့အတော်တန်ထူထောင်လာကြတာပါပဲသူနေလို့4-5ရက်ရှိတော့ငါတို့လည်းမှာပါပြီမင်းဖះကိုသွားဖို့ဟာသွားတော့လေလို့ပြောတော့အဖွားရဲ့တဲ့ဖះကိုသွားဖို့တာတဲ့ဖះစကားနားထောင်တာပိုပြီးကုသိုလ်ရတယ်တဲ့ပြီးတော့လေဖះသွားဖို့အချိန်မရှိတော့ဘူးကျောင်းဖွင့်မိအောင်ပြန်ရမယ်တဲ့သူဖះမှာရွှေချဖို့ပန်းလှူဖို့ရေလူဖို့မှန်းခဲ့တဲ့အတွက်ငွေကိုလည်းအဖွားတို့ကိုလှူခဲ့မယ်ဆိုပြီးငွေရင်း5ပြား30ချက်တိငါတို့ကိုပေးသွားတယ်အခုငါတို့အသက်80ရှိပြီကိုယ်ပိုင်အဖြစ်နဲ့တခါမှငွေ30ချက်ဖြစ်အောင်မကန်ခဲ့ရဘူးဒီလိုလူမျိုးတွေ့ဖို့ထားလို့ကြားတော့မကြားဘူးပါဘူးကွယ်ဟောမောက်ဖို့ကဖြစ်လူမဟုတ်ဘူးနတ်တကြားများလူရောင်ဆောင်လာတာလို့အခုထက်ထိစွဲနေတော့ပဲဟဲ့မေတ္တခွေအခုဒီမောင်ရသူ့တငယ်ချင်းတို့သာနေလိုက်ရတယ်ငါတော့အေခနာနတ်တကြားပဲလို့ဆက်လက်နေထုံးပဲဒီလေငါလက်ကပြောနေတာမဟုတ်ဘူးငါတို့ဆရာဖုန်းကြီးဟုတ်တယ်ဟဲ့တခါကြီးဖုတ်ခွေတဲ့ငါဘာဒီလာမြဲပြီမိစ္ဆာဖို့ပြီးကိတ်တီပြီးတော့ကောင်းတော့တနေ့အနည်းဆုံးစပက်ရအောင်စိတ်တဲ့အချင်းချင်းတူရင်နေတချမ်းများလာပြီကျန်မတတဲ့တဲ့အဲ့ဒါလုံခဲ့တဲ့15နှစ်လောက်ကစားပြီဖုန်ကြီးစကားတိုင်းစောင့်တင်ခဲ့ပြီးဗတိမမဲရှိခဲ့တာညီဒီမဟုတ်လားအဲ့ဒါဟိုနေ့ကငါပတ်လက်ကရင်ညောနေတော့ဆရာဘုန်းကြီးရဲ့ဇောမနဲ့ကောင်းတော်ကိုသိရပြီနှလုံးသွင်းနေတာတခြားပါစပ်ပေါ်ရေးဆက်ကြတာတော့တခြားမင်းရေးဆက်ပြန်လာဘောငါယုံကြည်လိုက်တယ်လူပုံတန်နဲ့တောက်ပြီးနေတဲ့မျက်နှာကိုငါမြင်ရတယ်ဟဲ့မေတော့ကလူကဒီလောက်တော့ကောင်းနေပါမလားဟဲ့လူမမလေးယောက်ကိုဈေးခုပြုစုကျွေးမွေးဝတ်စင်အင်းကိုမိုးကပေးပြီးတော့ငွေ30ချက်ရင်းမကြီးကိုပေးတာဟာလူဟုတ်နေပါမလားဟဲ့တို့ဆရာဖုန်ကြီးပြောဖို့တယ်နတ်တကြမြလူကြောင်ဆောင်းလိုက်ရင်ကြီးမထွက်ဘူးမျက်တောင်မကပ်ဘူးတဲ့ငါပြင်ထုံးပေါင်ရင်အရေးထွက်တာမျက်တော်ကတာမမြင်မိဘူးပဲပြီးတော့ရုပ်ရည်ကလည်းတတ်ပါပြီတဲ့ငါပြင်ဒီလိုရှောတဲ့လာမြင်ရက်ကြလေးမြင်မှုပေါင်ဗျာအိုးကိုဖိုးခွေးကလည်းလူတော့လူစစ်ပါတော့လူရိုးမဟုတ်တာတော့အမှန်ပဲဧကနာအလောင်းလျာတစ်ခုတော့ဖြစ်မှာပဲကဲမောင်ရဲ့မောင်ထုံးမောင်ရဲ့တငယ်ချင်းဆိုရင်ဖြစ်အဖွားတို့တဲမှာတညလောက်တဲပါအောင်မောင်ရဲ့သူ့ငွေထဲကအလူဦးပြုတ်ပြီးတမင်းတနဲ့တော့ကျွေးလိုက်ပါစေတန်ကတော့ဆွန့်ကြွေးဖို့တော့ငွေ9ချက်ဥချပြီးဖယ်ထားပြီးပါပြီထိုအခါကျွန်ုပ်မှာအလွန်ပီတိဖြစ်၍တညတဲရန်ဝန်ခံလိုက်၏ညအိယာဝင်သောအခါကျွန်ုပ်စဉ်းစားကန်းပေါ်လာလေ၏ထွန်းမောင်ကြီးတော့ဖျားဘူးလိုက်အကျုံးနဲ့လေပြီထွန်းမောင်ရဲ့ကုသိုလ်ငါအားကြပါရဲ့ငါကြားဘူးတာကမြတ်စွာဘုရားရှိစဉ်တော့တောနေမှာရဟန်းတစ်ပါးဘုရားကိုဖူးမြော်ဖို့လာကြတာတဲ့နိုင်ကြီးမှာရင်ခဲ့လို့ရေတောက်မယ်ဆိုတော့ရေစစ်ကမပါကြတပါးတော်ရဟန်းကမြတ်စွာဘုရားကရေစစ်ထဲမှာရေတောက်အောင်မယ်ဆိုပြီးပြညတ်ထားတော့အခုရေစစ်ကမရှိဘူးဘုရားကိုကြည်ညိုတယ်ဆိုတာကဘုရားစကားကိုနားထောင်မှကြည်ညိုရရောက်တယ်အဲ့ဒါကြောင့်ရေမတောက်ပဲအသက်တည်စီတော့ဆိုပြီးဆုံးဖြတ်လိုက်တယ်တခြားရဟန်းကတော့ဘုရားဆိုတာကအရင်ဖူးမြော်ရခဲ့တယ်ခြေတောက်ပြီးအသက်ရှင်ပြီးဘုရားကိုဖူးမြော်ဖို့အတွက်ဆုံးဖြတ်လိုက်တယ်ပရမယဟန်ကလမ်းမပြန်လွင်ခဲ့တယ်
ဒုတိယရဟန်းကတော့ဖျားထံရောက်မှအဖြစ်ပြက်ကိုပြန်လျှောက်ထားတဲ့အခါမှာမြတ်စွာဘုရားကဖျားစကားနားထောင်ပြီးလမ်းမှာအသေးခံတဲ့ရဟန်းကိုသာချီးမွမ်းတော်မူတဲ့အခုလေငါတို့နှစ်ယောက်နဲ့တူနေပါရောလားငါမှကြိုက်ထီကိုဖျားကိုတော့ရောက်ပါရဲ့ရောက်တော့ဘာလို့ဖျားကိုပေါက်စိမ်ပေါက်ရှင်ဖို့ရဲအနာပတ်လေယာစုညံနေလို့အာယုံစိုက်ပြီးရှင်ဖို့ခဲ့ရပြီးတော့တငယ်ချင်းတွေနဲ့ရှောက်ပြီးပျော်ခဲ့တယ်ဟာတိုက်တချင်းစိုးဖေးကစားအဲ့ဒါရင်းနဲ့အချိန်ကုန်တာပဲအခုထွန်းမောင်အားကြလို့အဖိုးနဲ့အဖေါ်ပတ်စံပေးခြင်းနဲ့ဆိုပြီးကြည့်တော့လေလေကားနဲ့ယထာတာပဲကြံတော့တယ်ပတ်စံတပြားမှမပို့တော့ဟိုကုန်းတော်မှာတော့ငါတို့လူစုကြီးမြေလက်ကအပြူစုနဲ့တွေ့လို့အလန်းတင်ပြီးပိုပန်ပြီးဟိုဆိုင်အိတ်ခန့်လိုက်ဒီဆိုင်အိတ်ခန့်လိုက်နဲ့3-4ရက်တို့လူစုပတ်စံဖြုံးလိုက်ကြတာဖះလူပုံမှန်ထားတဲ့အထက်3ပုံ2ပုံလောက်ပါသွားတာပဲအဲ့ဒီပတ်စံนี่အခုမှငါနှမျောလိုက်တာငါဖះဖူးတာမေမေရရအကျိုးဘာမှမချင်ပါလားနဂရောရတိမဖိုးသူတော်မေတီလာပန်းတဲ့ရေးတဲ့အချို့ကိုစိတ်မကျင်နဲ့လေပတ်ပျော်ရွှင်ဒါတွေနဲ့ပဲအချိန်ကုန်နေအခုငါတို့ပြည်မှာရတနာ3ပါးအကြောင်းပြပြီးလောက်ကြတဲ့ပွဲမျိုးမျိုးတွေကိုသတိရလိုက်ပါပြီငါဖះကိုရောက်ပြီမဲ့ဖះစကားကိုနားထောင်နေမောင်ထွန်းမောင်ရဲ့ကုသိုလ်မျိုးဘယ်မှမိနိုင်မှာလဲစသဖြင့်စိတ်ကူးတွေးတော့ကမပြော့တစ်ချက်နဲ့မိုးလင်းရလေ၏နက်နက်တွင်ကျွန်ုပ်ပြန်တော့မည်ဟုနှုတ်ဆက်လေရာပြန်ဦးတော့မောင်ရင်မောင်တို့ချမ်းသာတာပါစီစုလားပို့ဆူတောင်းမိပါတယ်မောင်ထုံးမောင်ကိုပြောပါသူ့ကိုပြေးခဲ့တဲ့ဝိစားတို့ကိုအဖိုးဘလို့စီမံထားလဲဆိုတာတော်ရမောင်ရင်ဖိုးကြည့်ပါစေအသက်ရှိပါစေကွယ်သွားတော့မောင်ရေသွားတော့အဖွားတို့မသေးခင်မောက်ထုံးမောင်ကိုတခါတော့တွေ့ချင်သေးတယ်ကွယ်မိုးမကြခင်အဖွားတို့ကျမ်းမာရင်ဖြစ်ရင်ငိုကိုဖျားဖို့လာခဲ့မယ်လို့ပြောလိုက်ပါမောင်ရေအခုအဖွားတို့နှစ်ယောက်သေတဲ့အထိ8ပါးတီလာဆောက်ဖို့သစ္စာဒိဋ္ဌံပြုပြီးတဲ့အကြောင်းပြောပါလိကွယ်အေးသွားတော့မြေရေသွားတော့အကိုကြီးထုံးမောင်ဖို့လောက်ဆောင်လေးပေးလိုက်ပါရစေဟောရာကကြိတ်တီကိုတောင်ပြဝါစီးတံပါဒါကတော့တိခွာပန်းကြောက်တစ်ခုဒါကကျမအရင်ဖျားတော့ဖြတ်ထားတဲ့ဆန်စုအဲ့ဒီဆန်စုတွေကတဝက်ခွဲပြီးဖျားလူပါတဝက်ကိုအကိုကြီးတင်ယူထားပေးပါလို့ပြောလိုက်ပါကျမမသိခင်တစ်ခေါက်တော့ရအောင်လာပါမယ်လို့လည်းပြောပေးပါသူ့လိပ်စာကိုတော့ကျမတောင်းထားလိုက်တယ်ပြီးတော့ရှင်ကိုလက်ဆောင်လည်းပေးလိုက်ပါရစေအော်အခုနေအကိုကြီးရန်ကုန်ပဲစီမှာလဲကျွန်ုပ်ကရန်ကုန်ရှိရာညွှန်ပြလိုက်သောအခါဖွားမေသည်တပတ်နွမ်းတစ်ထည်ကိုတင်၍ရန်ကုန်ထုံးမောင်ရှိရာဘက်သို့ရိုသည်လေးမြတ်စွာလှည့်၍ဦး3ချိန်ရှာကအကိုကြီးကိုဦး3ချိန်ကြောလိုက်ပါတယ်ဆို၍ဦး3ချိန်ရှာ၏ထိုအခါခလေးမ၏မျက်ရည်တို့သည်ကျလာပြန်လေ၏ကျွန်ုပ်သည်ရှေ့လေးဖြင့်ထွက်ခဲ့ရာဖွားမေတို့မောင်နှမသည်ကျွန်ုပ်၏လွယ်အိတ်ကိုယူဆောင်၍လှေစိတ်အထိပို့ကြ၏လဲသည်လဲတအီနှင့်လိမ့်သွားရာဖွားမေတို့မောင်နှမသည်မျက်နှာငယ်ငယ်ဖြင့်ငေးမြော်၍ကြံရစ်ကြရှာလေသည်ကျွန်ုပ်သည်ထုံးမောင်အခန်းသို့ဝင်ခဲ့၍ထုံးမောင်ကအလိုမင်းပြန်လာပြီလားမင်းဖျားဘူးခဲ့ရတယ်အမျှဝေပါအောင်ကွမတရောပါနဲ့ကွာငါမှအမျှဝေစရာကြကြနာနာတကူမှမပါခဲ့ပါဟဲ့မင်းเจ้าနဲ့ငါကြားခဲ့သိခဲ့ပြီမင်းကုသိုလ်အင်မတန်ထူးမြတ်တာပဲငါ့ကိုအမျှဝေစမ်းမှာတကယ်ချင်းရဲ့ဟင်းဖះရောက်တဲ့လူကလမ်းပြန်လာတဲ့သူအမျှဝေခိုင်းနေတာကွယ်မင်းကလည်းယူကြောင်ကြောင်နဲ့ငါမယူငါတကယ်ပြောတာငါကြိုက်ချီဟိုးဆိုတဲ့စီဒီနာတော့ရောက်ခဲ့တယ်မှန်တယ်ဒါပေမဲ့မင်းကတော့တမ္မာတန်ဗုဒ္ဓဖះအစစ်စီကိုရောက်ခဲ့တယ်လို့ဆိုရမယ်အဲ့ဒါကြောင့်ငါ့ကိုအမျှဝေပါကွာဟေးမင်းစာကလေးပါကလေးအကြည့်ဘူးသားမဟုတ်လားငါအမျှဝေမှမင်းရနိုင်တာမဟုတ်ဘူးမင်းဝမ်းမြောက်ပြီးကိုယ့်ဘာသာကိုဓာတုခွန်နေတယ်လို့ကုလို့ရတာပဲကွအဲ့ဒါငါသိတယ်ဘာဖြစ်ဖြစ်မင်းမစက်ကမို့ဆိုပြီးပေးတာကိုငါကြားချင်တယ်ငါဓာတုခေါ်ချင်တယ်စင်ကျင်စလက်တွေလုံနေပါနဲ့ကွာငါကြီးညိုလွန်းလို့ပါမင်းမစက်နဲ့အမျှဝေပေးစမ်းပါကဲဒါဖြင့်အမျှဆိုတာအဖို့ပါကိုဆိုလိုတယ်ကွငါကတော့အဖိုးတွေအဖက်တွေလုံမနေပါဘူးငါကုသိုလ်အကုန်လုံးပေးပါလေဗျာအကုန်လုံးယူပါလေတော့ထိုအခါကျွန်ုပ်သည်တာတုလေးလေးနက်နက်ခေါ်ပြီးမှမင်းကငါကျေးဇူးတင်တာတခုရှိသေးတယ်ဘာလဲ
မင်းကငါ့ကိုဖះဘူးနေညီကောင်းနေမှုတကူတင်ပေးတဲ့အတွက်ပေါ့